သုံးတဲ့မှတ်ဉာဏ်လေးနဲ့ချောင်းမရှိတဲ့အကြောင်းကြောင့်ချောင်းမဖြစ်တဲ့တဏှာတွေကိုကောင်းတဲ့မှာပြည့်နေနေလေဘယ်တော့မှမပြည့်တဲ့စိတ်ပေါင်းလေးလို့ရှိနေသေးမှာတောင်းချက်တွေကောင်းမှထုတ်တဲ့ကြောင်းလူတိုင်းမှာငါတို့ရန်ဖြစ်ခဲ့တာငါတို့ချမ်းချစ်ခဲ့တာ